ဝင်းရင်ခေါ်တဲ့ចောင်းသူမကအခုဝင်းရင်ကဖန်ကွက်ထဲမှာလားလို့မေးလိုက်တယ်ဖန်ကွက်ကဟုတ်တယ်လို့ပြတယ်နင်ကလူသက်ဝင်းရင်လားလို့မေးလိုက်တော့လေဟုတ်တယ်လို့ပြန်ဖြေတယ်နင်နာမည်ဘာလဲလို့မေးတော့ဝေါ်နီတာလို့စလုံးပေါင်းပြတယ်နင်ဘလောက်ကြာပြီလဲတေတာလို့မေးလိုက်တော့9နှစ်လို့ပြတယ်ရှင်ဘာလို့စေချင်လဲပြောပြပေးပါလို့မေးလိုက်တော့ဖန်ကွက်ကတေလိုက်ဆိုတဲ့စလုံးကိုစလုံးပေါင်းပြတယ်ဒီတခါတော့ចောင်းသား3ယောက်စလုံးမျက်နှာပြက်ကုန်ကြတယ်ဟေးဘသူကစားနေတာလဲဘသူကဖန်ကွက်ကိုတိုးနေတာလဲမရေအောင်တော့လို့ចောင်းသူမကပြောလိုက်တယ်ငါလည်းမတိုးဘူးလို့ចောင်းသားကပြန်ဖြေတယ်မဟုတ်ဘူးဘသူမှမတိုးဘူးဆိုရင်ဘသူလုံနေတာလဲလို့ပြောပြီးဟေးချက်တော့ဝါလို့အားလုံးကအော်ကြတယ်ဒီချိန်မှာចောင်းဆောင်ဦးလေးကြီးတယောက်မီးချောင်းကင်ပြီးចောင်းခန်းထဲကိုဝင်လာခဲ့တယ်အဲ့ဒီချိန်မှာចောင်းသားတွေရဲ့ရှိမှရှိတဲ့ဖန်ကွက်လေးကကွေးကျဲသွားပြီးဝင်းရင်ပူးခတ်ခံရတဲ့ចောင်းသူမကတော့ကြောက်လန့်တကြားနဲ့ထိုင်နေခဲ့ပါတော့တယ်ညနေကြီးចောင်းခန်းထဲမှာတယောက်တည်းကြံခဲ့ရင်ဘာဖြစ်မလဲဒီကောင်မလေးရဲ့ဘဝကတော့အဲ့ဒီညကစပြီးအဆုံးသတ်သွားခဲ့ပါပြီကျောင်းနောက်ဖေးခန်းထဲမှာပစ္စည်းမေးကြံခဲ့လို့ပြန်လာယူတဲ့ကျောင်းသူ3ယောက်ကိုကျောင်းဆောင်အဖိုးကြီးကဒီလောက်ညနေကြီးမှာဘာလာလုပ်နေတာလဲအိမ်မပြန်ရဘူးလားဆိုပြီးမေးပါတယ်သူတို့လည်းတကယ်တောင်းပန်ပါတယ်ရှင်ပစ္စည်းတစ်ခုမေးကြံခဲ့လို့ပါအခုပြန်ပါတော့မယ်ဆိုပြီးကတိုက်ကြီးပြန်ဖို့ပြင်ကြပါတယ်အဖိုးကြီးကသူတို့ကိုမကြည်မနှံ့ကြည့်ရင်ထိုင်ကုန်နေသိမ်းနေချိန်မှာကျမ်းပြင်ပေါ်ကမှန်ကွဲစားတွေကြောင့်မိခွက်တွေကွဲနေတယ်တတိထားလက်ရှာမယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်အဖိုးကြီးကဒေါသတကြီးနဲ့လက်ထဲကမှန်ကွဲစားတွေကိုပြစ်ချလိုက်ပြီးခုံနဲ့ခေါင်းဆုပ်ပြီးကျမ်းပြင်ပေါ်လဲကျသွားပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ကျောင်းသူတွေအကြီးကျယ်ထိတ်လန့်သွားကြပါတယ်ကျမ်းပြင်ပေါ်မှာလဲကျနေတဲ့အဖိုးကြီးကိုကြည့်ရင်အသက်ရှူသံနဲ့မြန်လာတဲ့ကျောင်းသူမလေးတွေကကြောက်လန့်တကြအချင်းချင်းကြည့်နေကြပါတယ်အချိန်တစ်ခုကြာတော့လဲကျနေတဲ့အဖိုးကြီးကတပြေးပြေးလှုပ်ရှားလာပြီးထိုင်ကုန်တစ်လုံးကိုမှီရင်ခေါင်းထောင်ပြီးမှော့ကြည့်လိုက်ပါတယ်အဖိုးကြီးကမျက်လုံးပြူးပြူးနဲ့သူတို့ကိုစိုက်ကြည့်နေတာကိုမြင်တော့ကျောင်းသူတွေကပိုပြီးကြောက်လန့်လာကြပါတယ်အဖိုးကြီးရဲ့လက်တွေကတင်းတင်းဆုပ်ထားရကနေဘောင်းပြီးအိတ်တဲ့ကိုတဖြည်းဖြည်းထိုးထည့်လိုက်ပါတယ်ပြီးတော့ခောက်တာတစ်ချောင်းကိုထုတ်ပြီးဓာတ်သွားကိုဖြည်းဖြည်းချင်းဖွင့်ချလိုက်ပါတော့တယ်ကျောင်းသူမတယောက်ကအဖိုးကြီးအဆင်ပြေလားလို့မေးလိုက်ချိန်မှာပဲအဖိုးကြီးကဓာတ်သွားကိုသူတို့ဘက်ချင်းယုံပြီးလေပင်ပုတ်ကိုကြည့်မှတ်ထားလိုက်ပါတယ်ညမနဲ့ကောင်မလေးကအိုခီရင်လဲကျသွားပြီးအဖိုးကြီးကဓာတ်နဲ့အချင်းချင်းထိုးနှက်ပါတော့တယ်ကျောင်းကန်ထဲမှာတွေးဆက်ပြီးပြန်ကြည့်ကိုပြီးအိုဟီတန်နဲ့ငူတန်နဲ့စူညံသွားပါတယ်ကျန်တဲ့စပင်းတို့ကောင်မလေးကကိုနဲ့အတုံးတဟီဆိုအိုဟီငူကျွေးနေပါတယ်ကျမ်းမြန်ပေါ်မှာတွေးဆက်တွေမှောက်ကျနေတဲ့ခုံတွေပြီးတော့သွေးအလိမ့်လိမ့်နဲ့လဲချနေတဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်အဖိုးကြီးကဓာတ်ထိုးခံထားရတဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်ကိုဆွဲယူပြီးအခန်းထဲကနေထွက်သွားပါတော့တယ်စပင်းတို့ကောင်မလေးကကြောက်လန့်တကြားထိုင်နေတဲ့နေရာကနေတွေးဆက်တွေကိုကြည့်ရင်တုန်ရီနေပါတယ်သူမရဲ့မျက်ရည်တွေတွေးဆက်တွေနဲ့အတူကြုံမဖွယ်ရအဖြစ်ဆိုးကိုမျက်ဝါထင်ထင်မြင်တွေ့ခဲ့ရတာပါသွေးတွေပီကျနေတဲ့ကျမ်းပြင်ပေါ်ကနေတဖြည်းဖြည်းထလိုက်ချိန်မှာတော့သူမရဲ့အဝတ်အစားတွေဟာလေသွေးဆက်တွေနဲ့လုံးဝကိုရွှေ့ဆူနေပါပြီသူမရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေအပြည့်နဲ့လက်ထဲမှာစီးကျနေတဲ့သွေးတွေကိုကြည့်ရင်ခြေလမ်းတွေမတိမငြိမ်ဖြစ်နေပါတယ်နောက်ဆုံးတော့သူမကျောင်းဆောင်ရဲ့ကွေ့ပတ်နေတဲ့လှေကားတွေကနေအတက်လွတ်ပြီးပြေးဆင်းလာပါတော့တယ်ပြေးလွှမ်းလင်ပြီးလှေကားပေါ်မှာချော်လဲကျသွားပြီးနားချင်းစွာအော်ဟစ်လိုက်ပြီးမြဲနောက်ကနေလိုက်လာမယ့်ဘီအန်ဒီကိုကြောက်လန့်ပြီးမနားတမ်းပြန်ထားပြေးတာပါတော့တယ်လှေကားအောက်ခြေကိုရောက်တော့သူမဟာမောဟိုက်စွာရပ်တန့်ပြီးမိယာအနှံ့ကိုကြောက်လန့်တကြားလှည့်ပြန်ကြည့်ရှုပြီးညအမုံတူတွေကိုဆက်လက်ပြေးဝင်သွားပါတော့တယ်မောင်အတီကျနေတဲ့စာသင်ခန်းဟောင်းကြီးထဲမှာမင်းကလေးတယောက်ဖုံးမိနဲ့ဟိုးထီထူးရင်ကြောက်ကြောက်လန့်လန့်နဲ့လှည့်ပတ်ရှာဖွေနေပါတယ်ယူတီရဲ့သူ့ဖုံးမိကစပွဲတစ်လုံးအောက်ကအဝတ်အထုပ်တစ်ခုပေါ်ရောက်သွားချင်မှာတော့အဲ့ဒီအထုပ်ဟာယူတီရဲ့လှုပ်ရှားလာပြီးသူ့လက်နဲ့အသားလေးဖွင့်ကြည့်လိုက်တော့အထဲမှာပုတ်ပွားနေတဲ့လူခေါင်းတစ်လုံးကိုတွေ့လိုက်ရချင်မှာတော့သူ့မတစ်ခုလုံးချက်သီးမွေးနေထားသွားခဲ့ရပါတယ်ဒီမြင်ကွင်းကြောင့်ကြောက်လန့်တုန်လှုပ်နေတဲ့မိန်းကလေးဟာချမ်းပင်ပေါ်ဒူးဆောက်ထုတ်ထိုင်ချလိုက်ပြီးအဲ့ဒီခေါင်းကိုအသားရပွေ့ပတ်ရင်ငိုကြွေးနေပါတယ်သူမကဘာမှမဖြစ်တော့ဘူးနော်လို့ခတ်တူတူရည်ရွယ်နေခဲ့တယ်ခေါင်းကိုပွေ့ပတ်တိုင်းသူမကကျမတောင်းပန်ပါတယ်ကျမအမားပါလို့တူတူလေးပြောပြီးငိုနေခဲ့တယ်ဒုက္ခမရောက်တော့ဘူးနော်ခေါင်းအိပ်ပါလို့နေတဲ့စတိုက်ဆိုသူပြောနေခဲ့တယ်သူမကမျက်ရည်တူချကနေကျမကိုခွင့်လို့ပေးပါနော်လို့အတန်တူတူနဲ့တောင်းပန်နေပွေ့ပတ်ထားတဲ့ခေါင်းကိုပို့ပြီးတင်းတင်းကြပ်ကြပ်ပတ်ထားခဲ့တယ်ဒီအချိန်မှာပဲသူမရဲ့နောက်ချိုးပတ်မှာဒါကန်တာတဲ့ကြောက်စရာကောင်းတဲ့အရေးတကူယူတီရပေါ်လာခဲ့တယ်သူမကတော့အတိတ်ကအမှားတွေအတွက်နာကျင်စွာငိုကြွေးနေခဲ့တာကြောင့်ဒီအန်ဒီရဲ့ကိုလုံးဝမသိပါဘူးကျုံမပွဲကောင်းတဲ့အရေးကြီးကဒါကိုမြောက်ပြီးသူမခုတ်ချမဲ့အချိန်မှာခွင့်လို့ပြီးပါတော့လို့အိုဟင်းကိုကြွေးနေတဲ့မိန်းကလေးဟာဒါချက်တဲ့တန်ကိုကန်စားလိုက်ပြီးတတိလက်သွားခဲ့တယ်ဒါပေမဲ့ပြန်နိုးလာချိန်မှာတော့သူမကတယောက်တည်းထူထောက်ထိုင်နေပြီးအဲ့ဒီခုတ်ပွေ့ပတ်ထားစေပါပဲအဲ့ဒီကျုပ်စရာကောင်းတဲ့အရေးကြီးကပေးရောက်သွားပြီလေဒါမှမဟုတ်အားလုံးဟာသူမရဲ့စိတ်အာရုံတွေဖြစ်နေတာလား
အပြင်ကိုရောက်လာတဲ့မိန်းကလေးကတစ်ပင်ကြီးတစ်ပင်အောင်မှမိကြီးကိုတူပြီးအဝတ်နဲ့ထုတ်ထားတဲ့ခေါင်းကိုအသာအရမြုပ်နှံပေးနေပါတယ်ပြီးတော့အမွှေးတိုင်းတိုင်းထုံပြီးမိကြီးပေါ်ဆိုင်ကငင်းတဆွာဆူထုံပေးနေခဲ့ပါတယ်ဒီနောက်မှာတော့သူမဟာပျောက်ဆုံးသွားတဲ့ဝိညာဉ်ကိုအနားယူစေဖို့ခေါင်းကိုမြေမြုပ်ပြီးတဲ့နောက်အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တော့သူမဖုန်းကိုဖွင့်ကြည့်လိုက်ချိန်မှာမိခင်စီကလွဲချော်နေတဲ့ဖုန်းခေါ်ဆိုမှုပေါင်းများစွာကိုတွေ့လိုက်ရပါတယ်ဒီနောက်သူမအိမ်တကားကိုဖွင့်လိုက်ချိန်မှာတော့ဧကန်ထဲမှာစူးရင်တကြီးစောင့်နေတဲ့မိဘနှစ်ပါးကိုတွေ့လိုက်ရပါတယ်သူတို့ကတော့သမီးဖြစ်သူဘလို့အဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကိုဘာမှမသိလိုက်ကြပါဘူးမိဘတွေကိုရင်ဖွင့်ပြီးပြန်ရောက်လာတဲ့သမီးလေးကသူတို့ရဲ့အိမ်မှာဆိုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးအဖေနဲ့အမေကပွေဖက်နှစ်သိမ့်ပေးနေပေမဲ့ဝီတယောက်မျက်ရည်တွေနဲ့တရှုံရှုံငိုနေခဲ့တာပါဝီကငိုရင်းပဲသူ့တငယ်ချင်းဒုက္ခရောက်နေလို့တွားကူညီခဲ့တာပါလို့ဖွင့်ပြောလိုက်တယ်အမေကဘာတွေလဲဆိုပြီးစိုးရင်တကြီးမေးနေချိန်မှာဝီကသမီးဘာဆိုးဆိုးဝါးဝါးမှမလုပ်ခဲ့ပါဘူးအမေလို့ပြန်ပြောခဲ့ပါတယ်သူ့သမီးကိုယုံကြည်တယ်လို့အမေကပြောပြီးဒါပေမဲ့သမီးဒီလိုထပ်မလုပ်တော့ဘူးလို့အမေကိုဂတိပေးနိုင်မလားလို့မေးလိုက်တော့ဝီကခေါင်းညှိပြီးဂတိပေးခဲ့ပါတယ်အမေကဝီတခုခုစားပြီးပြီလားလို့မေးတော့အဖေကပါစိုးရင်တကြီးကြည်ရင်နှစ်သိမ့်ပေးနေတာပေါ့ဒါပေမဲ့ရုတ်တရက်အမေရဲ့မျက်နှာကထိတ်လန့်သွားပြီးသမီးဘသူကိုခေါ်လာတာလဲလို့အံ့ဩတကြီးမေးလိုက်ပါတယ်ဝီနဲ့အဖေလိုက်ကြည့်ပြီးမဲ့ဘသူမှမတွေ့ရတော့ဘသူမှမရှိပါဘူးအမေလို့ဝီကပြောလိုက်ပါတယ်ဒါပေမဲ့စပွဲပေါ်ကဖန်ခွက်တလုံးရုတ်တရက်အောက်ပြုတ်ကြပြီးကွဲသွားချိန်မှာတော့လေထဲကနေထူချတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်ကြောက်လန့်တကြားနဲ့ဝီကအမေနမေကိုအော်ခေါ်ရင်အမေလေးကြနေတာကိုတွေ့လိုက်ရပါတယ်အဖေကအမေနာကိုပြေးသွားချိန်မှာဝီကကြောက်လန့်တကြားနဲ့အော်ဟစ်မိပါတယ်အမေကတွေးတွေးပြီးနေတဲ့ဓာတ်တစ်ချောင်းကိုကင်ပြီးထလာခဲ့တာပါပြီးတော့ဝီကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာကြောင့်ဝီလေးကြသွားပြီးမျက်မှန်ကမှပြုတ်ကျသွားခဲ့ပါတယ်ချန်ပီယံဘောကမှန်လေးမှာအမေကဝီကိုထားနေအကျဉ်းချင်းထိုးနေတဲ့ကြောင်မပွဲကမီကိုဝီကမြင်လိုက်ရပါတယ်နာကျင်တဲ့ကြောင်ယုံမှုတွေကြောင့်ဝီတယောက်အိုဟင်းမှုယူနေခဲ့ပါတယ်အတန်ပိုင်းခံတဲ့အော်ဝီတကြားရမှာကြောင်ဦးဆိုတဲ့ကောင်မလေးတယောက်ကတယောက်တည်းရက်တည်နေခဲ့ပါတယ်ထူချာနေအသက်ရှူတန်းတွေကပို့ပြီးတော့ကြောက်စရာကောင်းနေခဲ့တာပါအဲ့ဒီကောင်မလေးကမန်းနာဆောင်ပြီးဆိုတဲ့နာမည်ကိုခေါ်ပြီးကြီးစုတင်ပါလေလို့ပြောလိုက်ပါတယ်ပြီးတော့စပွဲကုံအောက်မှာလေးကျနေတဲ့ဝီရဲ့ဦးခေါင်းပြက်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကြောက်မဖွယ်ဖြစ်ရတဲ့အားလုံးရဲ့နောက်ွယ်ကတရက်ခန့်ကဘသူလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်